ဆရာဆရာမတို့အားလုံးပဲမင်္ဂလာပါဒီ case လေးကလေ New England Journal ကဒီ case report လေးတစ်ခုပေါ့သတိထားမယ့်အချက်လေးတွေပါတဲ့အတွက်ကြောင့်အမဒါလေးကို present ပြန်လုပ်ထားတာပါအဲ့ဒါဆိုရင်ပုံလေးကိုအရင်ကြည့်ကြည့်အောင်ပုံက3ပုံပေါ့နော် ABC မှာဆိုလို့ရှိရင်ဒီA ကတော့စပြီးတော့ဖြစ်လာတဲ့အချိန်ပေါ့အဲ့ဒီမှာဆိုလို့ရှိရင် monomorphic လို့ခေါ်တာပေါ့အရွယ်လေးတွေတူနေတယ်အလုံးလေးတွေအရွယ်တူနေတယ်ပြီးသွားရင်ဒီဘက်ကတော့တက်တာလာတဲ့အချိန်ဒီဘက်ကတော့အရှင်းပြောက်သွားတဲ့အချိန်ပေါ့အဲ့ဒါဆိုရင်သူရဲ့ case history လေးကြည့်ကြည့်အောင်သူအသက်က33နှစ်အသက်33နှစ် pregnant woman တယောက်က previously well controlled atopic dermatitis အရင်ကတော့သူက atopic dermatitis ရှိရဲ့ဒါပေမဲ့လက်ရှိအချိန်မှာတော့ control ရနေတယ်ပေါ့ presented to the emergency department at 34 weeks gestation ကွန်ဝန်က34ပတ်ရှိနေပြီသူဖြစ်တာကတော့ဒီလို presentation နဲ့တူတူ3-day history of fever and itchy painful rash ဒီမှာတစ်ချက်သတိထားမှာlike fever လည်းရှိရယ်နောက်တစ်ခုက painful လည်းဖြစ်တယ်ပေါ့နော်များသောအားဖြင့် rash တွေကရားတယ်ရားယုံဆိုလို့ရှိရင်danger sign နဲ့မပါဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင် fever လည်းရှိနေပြီ painful လည်းဖြစ်နေပြီဆိုလို့ရင်တော့ဒါသတိထားမယ့်အချက်လေးတွေပါတာပေါ့နောက်တစ်ခုသူပေးထားတာ cold sore has first developed on her lip နှာခမ်းမှာအနာလေးတစ်ခုအရင်ဖြစ်တယ်ပြီးတော့မှဒီဟာတွေပေါ်လာတယ်ပေါ့အဲ့တော့ physical examination လေးကြည့်ကြည့်အောင်physical examination လေးကကြတော့ဒါ vesiculopapular lesion vesicle ဆိုတာကအရေးကြီးဖို့papu ဆိုတာကအပြင်ဖူးထွက်နေတယ်နည်းနည်းသေးတဲ့ဟာခေါ်တာဒီမှာနှစ်ခုလုံးပါတယ် vesiculopapular lesion on an erythematous base base ဆိုအောက်ကနေရဲနေတယ်အပေါ်မှာ papulovascular lesion နဲ့အဲ့ဒီမှာသူကမြားပြထားတဲ့စီမှာတဲ့ pad shaft erosion တစ်ခုရှိတယ်ဒီမြားအဝါလေးပြထားတဲ့နေရာမှာဆိုလို့ရှိရင် pad shaft erosion ဆိုတာကသူအလဲကခြိုက်နေတာအလဲကခြိုက်နေပြီးအနားသက်လေးရှိတယ်အလဲကခြိုက်နေတာကို pad shaft erosion လို့ခေါ်တယ် and နောက်ကတော့ cresting ဆိုတာကတော့ black arrow နဲ့ပြထားတယ်တဲ့ကြည့်ကြည့်အောင်cresting ဒီဟာဆိုလို့ရှိရင် crest ကမြန်မာလိုကတော့အနက်ဖေးလို့ခေါ်မှာပေါ့ဒီအရေးကြီးတွေခြောက်သွားတဲ့ခါကြလို့ရှိရင်အနက်ဖေးဖြစ်သွားတယ် crest တွေလည်းရှိတယ်cresting and scaling ဆိုတာကကြတော့အဖက်ကနည်းနည်းထူနေတာ scaling on the face and anterior neck similar lesion က across the chest မှာရှိမယ် arms မှာရှိမယ် pants မှာရှိတယ်ဘယ်နေရာတွေမရှိဘူးလဲဆို ocular oral နဲ့ genital mucosa တွေမှာတော့မရှိဘူးအဲ့တော့သူ့ကိုဘာလုပ်လိုက်လဲဆိုတော့ဒီဟာ fluid ကိုယူပြီးတော့ PCR လုပ်လိုက်တယ်PCR လုပ်လိုက်တော့ဘာတွေ့လဲဆို herpes simplex virus type 1 ဖြစ်ပါတယ်အဲ့တော့ဒီ HSV serum sample ကလည်း positive ဖြစ်တယ် HSV1 immunoglobulin antibody အဲ့တော့သူ့ရဲ့ diagnosis ကကြတော့လေဘာထွက်သွားလဲဆိုတော့eczema hepaticum ဖြစ်သွားတယ် diagnosis ကအဲ့တော့ eczema hepaticum ဆိုတာဘာလဲဆိုတာကိုဆက်ကြည့်အောင် eczema hepaticum ဆိုတာ secondary infection of the eczematous skin eczema ရှိပြီးသားအဲ့ဒီမှာ infection ထပ်ဝင်တာဒီ HSV1 ထပ်ဝင်တာ eczema hepaticum လို့ခေါ်တယ်အဲ့တော့သူရဲ့ underlying ကတော့ atopic dermatitis ပေါ့နော် common ဖြစ်တယ် the condition typically occur on the skin affected by the underlying dermatosis ရှိပြီးသားအဲ့ဒီမှာထပ်ပြီးတော့ဝင်တာအဲ့တော့ treatment ကဘာပေးလိုက်လဲဆိုတော့ IV acyclovir ပေးလိုက်တယ်အဲ့ဒီ IV acyclovir ပေးလိုက်တဲ့အချိန်မှာ lesion က crested after 72 hours အနာရီက6သွားတယ်ဒုတိယပုံလိုမျိုးဖြစ်သွားတယ်နောက်ထပ်က suppressive oral valacyclovir လေးလည်းပေးလိုက်ပါတယ်အဲ့တော့နောက်ဆုံးပုံလေးကတော့ 5 months follow up မှာဆိုလို့ရှိရင်တော့အကုန်လုံး complete resolution ရသွားပြီပေါ့နော်အဲ့တော့ဒီ case report နဲ့ပေါ်မှာမူတည်ပြီးတော့အဓိကပြောချင်တာကကြတော့ early recognition ပေါ့ဒီမကြာခဏအရင်ကလည်း atopic dermatitis history ရှိတယ်ပြီးသွားလို့ရှိရင်ဒီလို morphology နဲ့လာပြီဆိုလို့ရှိရင် early recognition ရဖို့လိုအပ်တယ် identify eczema hepaticum by its characteristic သူ့ရဲ့ characteristic sudden onset
ဆိုလိုတာကလေ eczema တို့ဘာလို့ဆိုဖြည်းဖြည်းလာတာဒီက2ရက်3ရက်အတွင်းမှာဖြစ်တာ sudden onset vesicular rash and patch of erosion အဲ့လိုမျိုးအလဲမှာခြိုက်နေတဲ့ patch of erosion တွေရှိတယ် and overlying areas of atopic dermatitis atopy ဖြစ်နေကြနေရ atopic dermatitis ဖြစ်နေကြနေရမှာဖြစ်မယ်sudden onset ဖြစ်မယ် patch of erosion ရှိမယ်အရေးကြီးတယ် prompt treatment လိုအပ်တယ် initiate systemic antiviral therapy လိုအပ်တယ်hospital admission လိုရပေါ့ဆိုလိုတာဒီမှာ clinic မှာဆိုလို့ရှိရင်လည်း risk များတယ်ပေါ့အဲ့တော့ဘယ်သူတွေမှာပို့ပြီးတော့ဖြစ်တယ်လဲဆိုတော့ risk factor တွေပေါ့ risk factor တွေသတိထားမှာတွေကတော့ severe atopic dermatitis atopic ခဏရတယ်ခလေးတွေဆိုလို့ရှိရင် atopic dermatitis က common ဖြစ်တာ哦အဲ့ဒါဆိုတော့သူတို့မှာလည်းအဲ့လို fever နဲ့လာမယ် rash တွေရုပ်တရက်ကြီး painful ဖြစ်လာမယ်ဆိုလို့ရှိရင်သတိထားမယ် frequent allergy သမားတွေasthma သမားတွေဒါတွေကAtopic association ရှိရလူတွေ early onset dermatitis ရှိရလူတွေ and history of skin infections are higher at risk တခြား infection တွေရှိနေလဲ risk ရှိရနောက်တစ်ခုကတော့ differential diagnosis ပေါ့ဒီလို presentation နဲ့လာရင် differential တွေကဘာတွေဖြစ်နိုင်လဲဆိုတော့ bacterial infection လည်းဖြစ်နိုင်တယ်အဲ့ဒီကနေမှာ eczema hepatica ဆိုတာဖယ်ထုတ်ရမယ် impetigo တို့ other viral exanthem တွေနဲ့လည်းတူတယ်တခြား viral rash တွေနဲ့လည်းတူတယ်ဒါကတော့ differential diagnosis စဉ်းစားရမှာပေါ့ systemic symptom တွေကဘာတွေရှိနိုင်လဲဆိုတော့ fever ရှိတယ် lymph adenopathy ရှိတယ် malaise ရှိတယ်ဒီ skin rash လည်းပေါ်လာတယ် fever ရှိတယ်နောက်ဒီ lymph adenopathy ရှိတယ်ဆိုလို့ရှိရင်တော့ eczema hepatica ဖြစ်ဖို့များတယ်နောက်တစ်ခါတော့ secondary bacterial infection ပေါ့ secondary ကလည်းတွဲတယ် secondary bacterial infection နဲ့ကိုလည်းmanagement တေချာလေးလုပ်ပေးရပါမယ်လို့အဲ့တော့ဒီ case လေးမှာawareness လေးရသွားပေါ့ eczema hepaticum ဆိုတာလေးကိုcase report လေးအနေနဲ့ဆိုတော့ပေါ့ပအကြာကြီးလဲနားမထောင်အောင် lecture ကလည်း9မိနစ်လောက်နေဆိုတော့ဆရာတို့သွားရင်လာရင်လည်းနားထောင်လို့အဆင်ပြေအောင်လို့ဒီ recording လေးလုပ်လိုက်တာဖြစ်ပါတယ်နောက်ပိုင်းကျလို့ရှိရင်လည်းအဲ့လိုခေါင်းစဉ်အကြီးတွေထပ်ဆာလို့ရှိရင်လေဒီလို case report presentation လေးတွေနဲ့video class လေးတစ်ခုလည်းစီစဉ်ဖို့ရှိပါတယ်လို့နားထောင်မရတဲ့ဆရာတို့ဆရာမတို့အားလုံးကျေးဇူးတင်ပါတယ်